ရုပ်တွေပြက်ချင်ပြက်ပါစေစိတ်မပြက်စေနဲ့ပစ္စည်းဥစ္စာဆိုတာတခဏပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်ရေမင်းမင်းခိုးသူမချစ်မနဲ့တော့အမွေကသားဆိုသမီးဆိုဖြက်စီးသွားလို့ရှိရင်ပစ္စည်းဥစ္စာဆိုတာပြက်တယ်ဒါကြောင့်မို့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ကိုကတော့လဲပစ္စည်းကိုစွန့်ပစ္စည်းကကိုတော့လဲကိုကိုစွန့်နှစ်ခုရှိတယ်သူကိုပိုင်တဲ့ပစ္စည်းဥစ္စာဟာပစ္စည်းကလည်းကိုကိုစွန့်သွားတယ်လူကမသေးသေးဘူးပစ္စည်းကကိုစီမှာမနေတော့ဘူးခိုးတဲ့လူနောက်ပါသွားဒါပစ္စည်းကကိုကိုစွန့်ခွာသွားတယ်လို့ခေါ်တယ်နော်ပစ္စည်းကကိုကိုစွန့်ခွာသွားကိုကတော့လဲပစ္စည်းကိုစွန့်သွားကိုဘလောက်ပဲချမ်းသာနေနေသိဆုံးသွားလို့မျက်စိနှလုံးမှိတ်လိုက်တာနဲ့တပြိုင်နက်ကိုပိုင်ဆိုင်တာတစ်ခုမှမရှိတော့ဘယ်သူကမှလည်းပိုင်ခွင့်မပေးတော့သူပိုင်တဲ့အိမ်မော်တော်နေခွင့်မပေးတော့နေခွင့်မပေးတော့ချက်ချင်းပဲပုတ်လိုက်ကြတာပဲเนาะအဲ့တော့ပစ္စည်းဥစ္စာဆိုတာပိုင်ဆိုင်တာအကန့်အသတ်ကလေးနဲ့ပဲရှိတယ်ဒါကြောင့်မလို့အဲ့ဒီပစ္စည်းဥစ္စာတွေဆုံးကျင်ဆုံးပါစေကိုပိုင်တာကပါတော့တရားပညာကိုချင်းသီလတို့ကုသိုလ်တရားတွေဒါကိုယ်ကပိုင်လို့ရတာဘယ်သူမှလူယူမှာမဟုတ်ဘူးဒါကြောင့်မို့ပစ္စည်းဥစ္စာတွေဆုံးရှုံးတဲ့အပေါ်မှာသွားပြီးတော့စိတ်မပြတ်နဲ့တကယ်စိတ်ပြည့်ရမှာတော့တရားတွေဆုံးရှုံးသွားမလားပညာတွေဆုံးရှုံးသွားမလားသီလတွေဆုံးရှုံးသွားမလားအယူဝါဒတွေဆုံးရှုံးသွားမလားအဲ့ဒါကြောက်ရတယ်ပေါ့အဲ့ဒါကြောင့်မို့အရှုံးထဲမှာအမြတ်ကိုရှာတတ်ဖို့အဆိုးတွေကအကောင်းကိုရွေးချယ်တတ်ဖို့မြဲတမ်းတတိထားကြရမှာဖြစ်တယ်အဲ့ဒီမှာပညာရှိသူတော်ကောင်းတွေအဆိုးနဲ့အကောင်းရွေးချယ်တတ်ဖို့နဲ့ပတ်သက်ပြီးတော့ရှင်ပြိုင်လာပြီးတစ်ခုနဲ့တစ်ခုရွေးချယ်ရပြီဆိုတဲ့အခါမှာတန်ဖိုးရှိတာနဲ့တန်ဖိုးမရှိတာအသိဉာဏ်နဲ့စဉ်းစားတတ်ဖို့လိုတယ်ပေါ့အဲ့ဒါကို950ဇတ်တွေထဲမှာဆိုထားတဲ့အဆိုမိန်တွေကမှတ်သားစရာကောင်းတယ်ပေါ့စစေတနံအင်္ဂဝရတဟေတုပညာရှိသူတော်ကောင်းတွေသတ်မှတ်ပြီးတော့ပြရမယံခါတစ်ခါတလေကြလို့ရှိရင်ပစ္စည်းဥစ္စာရဲ့ကိုယ့်ရဲ့အင်္ဂါခြေလက်ရဲ့နှစ်ခုပြိုင်လာပြီးတစ်ခုဆုံးရှုံးလိုက်မယ်ငွေကြေးဆုံးရှုံးမှလားကိုယ့်ရဲ့အင်္ဂါခြေလက်ဆုံးရှုံးမှလားဒါလို့ဆုံးလို့ပေါ့နော်ဆိုပါစို့ပတ်စံမပေးဘူးဆိုရင်ကိုယ်ခြေဖြတ်ခံရမယ်လက်ဖြတ်ခံရမယ်ဆိုပါစို့တခုကျုံလာပြီဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်အင်္ဂါကိုယ်တဏ္ဍာမှာရှိတဲ့လက်ခြေအင်္ဂါတွေအတွက်ပစ္စည်းဥစ္စာကိုစွန့်လိုက်ပါတဲ့လက်ခြေအင်္ဂါတော့အပျက်စီးမခံပါနဲ့ဟောပတ်စံနဲ့လက်ခြေဒီနှစ်ခုဆိုရင်ကိုယ့်ရဲ့အင်္ဂါမပျက်စီးအောင်ပတ်စံနဲ့ကာကွယ်ပါလို့ဆိုလို့တယ်ပတ်စံပေးလိုက်ပြီဆိုလို့ရှိရင်ငွေကြေးတော့ဆုံးရှုံးသွားမယ်သို့တော့ကိုယ်ဟာကိုယ်ခြေကိုယ်လက်အဖြတ်မခံလိုက်ရဘူးဒီလိုသဘောပြောတာနော်အဲ့ဒါအဓိပ္ပာယ်ကစစေတနံအင်္ဂဝရတဟေတုအင်္ဂဝရတမေတ္တာမြတ်နှုတ်ဘွယ်ကောင်းတဲ့ကိုယ့်ရဲ့အင်္ဂါခြေလက်ဆိုတဲ့ဟေတုအကြောင်းအတွက်တဏံပစ္စည်းဥစ္စာကိုစစေစွန့်လိုက်ပါပတ်စံဘာလို့เสียရလဲနော်ပစ္စည်းဥစ္စာရှိရင်ဒီကိုလက်ခြေကောင်းတယ်ဆိုရင်ပစ္စည်းဥစ္စာပြန်ရှာလို့ရတယ်အဲ့တော့လက်ခြေကိုအထိခိုက်မခံပါနဲ့ပစ္စည်းဥစ္စာကိုစွန့်လိုက်ပါလို့ဆိုတယ်ဟုတ်ပြီနောက်တစ်ခါရွေးချယ်เสียကြတော့ဘာဖြစ်လာတော့ဆိုအသက်အတွက်ဥမာမဲ့လူတယောက်မှာစီးကြွယောဂကြောင့်ခြေထောက်ဖြတ်မဖြတ်ရင်သေမယ်ဆိုပါတော့ခုခေတ်လည်းဒါမျိုးတွေကြုံရတတ်တယ်ပေါ့နော်အဲ့တော့အင်္ဂါခြေလက်ဖြတ်ရမှာနဲ့ဒီအသက်နဲ့နှစ်ခုကျုံလာပြီဆိုလို့ရှိရင်အင်္ဂံစစေစီဝိတတစီဝိတံရက္ခမနောစီဝိတံရက္ခမနောကိုယ်အသက်လေးမသေးအောင်ထိမ့်သိမ့်တဲ့အနေနဲ့အင်္ဂံ
လက်ချေဆိုတဲ့အင်္ဂါကိုစစေးဆွန့်လိုက်ပါလက်ချေဖြတ်တာပြပါစေအသက်မသေးဘူးဆိုရင်အဲ့ဒါပဲရွေးချယ်လိုက်ပါလို့ဆိုလို့တမိုးရှိရကြည်တာလေတမိုးရှိတာကိုကြည်လိုက်တယ်အသက်မသေးသေးရင်လှုပ်လို့ရတယ်ဒါကြောင့်မို့အသက်အတွက်ဆိုလို့ရှိရင်တော့ကိုယ်အင်္ဂါတွေဆုံးရှုံးခြင်းဆုံးရှုံးပါစေဒါမို့ဒီကနေ့ခေတ်မှာလည်းပဲကိုယ်အင်္ဂါတွေဆုံးရှုံးခံပြီးတော့လူတွေကကိုယ်အသက်လေးရှင်ရေးအတွက်စိတ်ကူးတမှုခံကြရတာတွေရှိတယ်လေအဲ့ဒါလို့ဆွလို့တယ်ပေါ့နောက်တစ်ခုကျတော့ဟုတ်ပြီတမိုးရှိဆုံးကဘာတော့ဆိုလို့ရှိရင်တတ္တာတို့သီလတို့သုတ္တတို့စာခတို့ပညာတို့လို့ဆိုရယ်ကိုယ့်ရဲ့အရည်ချင်းတွေတရားတရားရဲ့ကိုချင်းသီလရဲ့အကြမြင်ဘောဓုတ္တရဲ့စွန့်ကြဲလှူဒန်းမှုဆိုတဲ့စာခရဲ့အသိပညာရဲ့အဲ့ဒါတွေဆုံးရှုံးမယ်ဆိုလို့ရှိရင်တော့အသက်သေးခြင်းသေးပါလေအဲ့ဒါတွေအဆုံးရှုံးမခံပါနဲ့တဲ့ဒါကြောင့်မို့အင်္ဂံထဏံစီဝိတင်စာပိတပ္ပံလက်ချေအင်္ဂါပဲဖြစ်ဖြစ်ပစ္စည်းဥစ္စာပဲဖြစ်ဖြစ်အသက်ပဲဖြစ်ဖြစ်အားလုံးကိုဆွန့်လိုက်ပါတဲ့တတ္တာသီလသုဒ္ဓစာကပညာဆိုတဲ့ဒီကုသိုလ်တရားတွေဒီရင်ချင်းတွေမပြတ်ဖို့ကာကွယ်ပါလို့ဆိုလိုတယ်ပေါ့နော်ဒီရင်ချင်းတွေကပိုတမိုးရှိပါတယ်အသက်သေးခြင်းသေးပါစေတရားတရားမသေးပါစေနဲ့သီလမသေးပါစေနဲ့သုတ္တဆိုတဲ့အကြမြင်ဘောဓုတ္တတွေမသေးပါစေနဲ့စာခလို့ဆိုတဲ့စွန့်ကြဲမှုစိတ်ဓာတ်တွေမသေးပါစေနဲ့အသိပညာတွေမသေးဆုံးပါစေနဲ့ကျမ်းနာတွေပစ္စည်းပဲဖြစ်ဖြစ်လူခန္ဓာကိုယ်ဟာအင်္ဂါရတွေပဲဖြစ်ဖြစ်လူအသက်ပဲဖြစ်စေအားလုံးကိုစွန့်လိုက်ပါတဲ့အင်္ဂံသဏ္ဏဇီဝိတင်္စာပိတပ္ပံစစေနရောဓမ္မမနုဿရံတော်တရားဓမ္မကိုအမှတ်ရနေတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုစွန့်လွတ်နိုင်မှာဖြစ်တယ်တရားဓမ္မနဲ့ပတ်သက်လာရင်အားလုံးကိုစွန့်လွတ်ရမှာဖြစ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကတရားရမယ်ဆိုရင်အားလုံးကိုစွန့်လွတ်ပြီးတော့တရားကိုရအောင်ရှာပါလို့သူတို့ဆိုတယ်ဘာကြောင့်လဲလို့ဆိုရင်ဒီတရားခန္ဓာနဲ့အပယ်ကခင်းအောင်ဆောင်ရွက်ပေးနိုင်တယ်ဒါမို့ဓမ္မောဆိုတာအတ္တနန္ဒာရင်တိစတုတုအပါယေတုအပ္ပတမာနိကတ္တဝါဓာရေတိတိဓမ္မောမိမိကိုယ်တိုင်ကတရားကျင့်သုံးလို့ရှိရင်အဲ့ဒီတရားကအပယ်လေးဖို့မကြအောင်သူကဆွဲဆောင်ထားနိုင်တယ်သူကထိမ့်ပေးထားမှာဖြစ်တယ်ပေါ့တရားကစောင့်ရှောက်ဓမ္မောဟဝေရကတိဓမ္မစာရိဓမ္မဆိုတဲ့တရားတတ္တာသီလသုဒ္ဓစာကပညာဆိုတဲ့ဒီတရားကတရားဆောင်တဲ့ပုဂ္ဂိုလ်ပြန်ပြီးတော့ဆောင်တယ်ဓမ္မောသူစိန်သောဒုက္ခမာဝတိဓမ္မကိုကောင်းစွာကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခကိုရတယ်လို့ဒီလိုဟောတယ်အဲ့ဒီဓမ္မအတွက်ဆိုလို့ရှိရင်အလုံးကိုစွန့်လိုက်ပါအလုံးကိုစွန့်လိုက်ပါသို့သောလောကလူတွေကဓမ္မအတွက်တဲ့ဓနအတွက်ပိုတံမျိုးထားနေတယ်လို့ဖြစ်တတ်တယ်ပေါ့တရားနောက်ရှာလို့ရတယ်ဆိုပြီးတော့ဓမ္မကိုဓနကိုစွန့်ရမယ်အစားဓမ္မကိုစွန့်မိနေဒါပုထုဇဉ်တွေရဲ့အမြင်ကအဲ့ဒါလိုရှိတယ်မြတ်စွာဘုရားကတော့အဲ့ဒါလိုမဟုတ်ဘူးသူတော်ကောင်းတွေကတော့အင်္ဂံတဏံဇီဝိတင်္စာပိတပ္ပံကိုယ်အင်္ဂါပဲဖြစ်စေပစ္စည်းဥစ္စာပဲဖြစ်စေအသက်ပဲဖြစ်စေအားလုံးကိုတဲ့ဓမ္မအတွက်စွန့်လိုက်ပါလို့သူတို့ဆိုတယ်အဲ့ဒါဟာအရှုံးတွေကအမြတ်ရှာတာတို့အဆိုးတွေကအကောင်းရှာတာတို့အဲ့ဒီနည်းနဲ့ဘုန်းကြီးတို့တွေဘဝခရီးကိုဖြတ်တန်းကြရမှာဖြစ်တယ်ပေါ့ဒါကမြတ်ဗုဒ္ဓရဲ့အဆုံးအမပဲဖြစ်တယ်ပေါ့အသိဉာဏ်နဲ့သိရှိနားလည်ပြီးကိုယ်ဘဝကိုအကောင်းဆုံးဖြစ်အောင်အဆိုးတွေကအကောင်းရအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးလောကကြီးထဲမှာအဆိုးနဲ့အကောင်းတွေ့ကြရတာရှိတယ်အရှုံးနဲ့အမြတ်တွေ့ကြရတာဖြစ်တယ်မြည်သည့်အခါပဲဖြစ်စေအရှုံးနဲ့က
အမြတ်ရဖို့အဆိုးတဲ့အကောင်းရဖို့တို့တွေဟာအသိဉာဏ်ဖြင့်ရှားပွေပြီးကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကိုယ်ဘဝကိုထိန်းချောင်းမတိမ်ဆောင်းအောင်လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ကြရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နောက်ကိလေသာစေတောဟုသမျှတို့သည်သမုဝတ္တပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကိစ္စင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘောကိလေသာဟုပုခတ်သိင်ကိဉ္စိယာအစစ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေးမြုတော်သို့သာရဝတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း